ကျွန်တော်ညီ3ယောက်ကိုနိုင်ငံခြားပို့ရမှာဆိုတော့ပို့ပြီးပြောပါတယ်ကျွန်တော်တို့ online ရရင်လာအားပေးလူတွေရောအပြင်ကလာအားပေးတဲ့လူတွေရောအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ online ရရောဒီရရောလာအားပေးတဲ့သူတယောက်ချင်းလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီတက်ပို့ပြီးတော့စူးစမ်းသွားအောင်ကျွန်တော်ယုံကြည်ပေးတဲ့ 1G အကိုတွေကိုလုံးလည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်မယုံကြည်ဘဲနဲ့တောက်တွေဖြစ်နေတဲ့လူတွေအားလုံးလည်းကျွန်တော်ဘာလုပ်နိုင်လဲဆိုတာပြသခဲ့ပါပြီပြီးတော့ကျွန်တော်တို့အလုံးမှာရှိတဲ့ newborn မသက်စီအကုန်လုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့လိုအပ်တဲ့အချိန်တိုင်းမှာအမြဲတမ်းကူညီပေးနေခဲ့လို့ Daddy ကျေးဇူးတင်ပါတယ်ကျွန်တော်အားပေးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ် 1G အားပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်Thank you for everything. Thank you for your support. I think I'm the only Filipino who's playing on Myanmar now. The good thing, I believe in these boys. Okay, from day one until now. Okay, you did your best, and this is the right time. We're going to represent the Myanmar. Please trust us and please support us. This is not our dream anymore. This is a dream for Myanmar. Okay. We love you so much. နောက်ထပ်မေးခွန်းတစ်ခုမေးချင်ပါတယ်ပေါ့နော်အဲ့တော့ပြိုင်ပွဲတွေမစတင်ခင်မှာဒီလိုမျိုးချန်ပီယံဖြစ်ဖို့အတွက်တွေးထားခဲ့ဘူးလားအဲ့ဒါတော့ကျွန်တော်ရှေ့အင်တာဗျူးတွေမှာလည်းအများကြီးဖြေခဲ့ပါတယ်ကျွန်တော် 1G သင်းကိုရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတစ်ခုတည်းပါပဲအချိန်တိုင်းချန်ပီယံဖြစ်ဖို့ပါပဲချန်ပီယံဆိုတဲ့ချန်ပီယံမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကြာရှုံးတာပါပဲနောက်တစ်ယောက်အနေနဲ့ကိုဘလစ်ဖြည့်ပေးပါအောင်မအကုန်လုံးကစောင့်နေကြပြီအဖြေတွေကိုချန်ပီယံဖြစ်ဖို့ယုံကြည်ကြရတော့100%ပါကျွန်တော်ဒီလူတွေနဲ့အကုန်လုံးကိုယုံကြည်ပြီးသားမလို့ပါโอเคပါဒါဆိုရှင်ကိုစစ်ကရောဘယ်လိုမျိုးလဲဖြည့်ပေးပါအောင်ကျွန်တော်ကတော့ထွေထူးပြောစရာမရှိပါဘူးအစားတည်းကယုံကြည်ပြီးသားပါကျွန်တော်လူတွေဒီပွဲစားကလေးကကျွန်တော်တို့အားလုံးလည်းယုံကြည်ပြီးသားပါပြီးတော့ဒီချန်ပီယံဖြစ်မယ်လို့လည်း100%ယုံကြည်ဒီဝင်းမှာကျွန်တော်ရှေ့ regular season မှာဆိုအခက်အခဲတွေအများကြီးနေကျွန်တော်ကြော်ဖြတ်ပြီးတော့မှဒီ play ရင်လည်း play ရောမှာအကောင်းဆုံးလုပ်နိုင်ပြီးတော့ champion ရမယ်လို့လေတခါရေးတွက်ပြီးသားပါကျွန်တော်တို့က play ရောရောက်တယ်က champion ဆိုတော့တွက်ပြီးသားမလို့ရင်းရောကျွန်တော်ပြောရဆိုပေမဲ့ဘယ်လိုလဲကျွတ်ပြီးသားကြီးပါကြိုတင်သိထားပြီးရတဲ့သူက play in တွေကသူကမှန်ပြီးသားပေါ့ဟုတ်လားချန်ပီယံရောchampion တော့အစားရတော့မှန်းတာပေါ့ဒါပေမဲ့မလွယ်ဘူးဆိုတော့သိရတယ်ကျွန်တော်တင်း7ရောအရင်ရောပဲတင်းလာကျွန်တော်ကောင်းစောမယ်လို့ပြင်ဆင်တာပြောကြတယ်โอเคပါဟုတ်ဒါဆိုလို့ရှိရင်နောက်ထပ်မေးခွန်းအနေနဲ့ပေါ့နော်အတာ coach ကိုဒါမေးချင်ပါတယ်ဆိုတော့ MSL season 2ရဲ့ champion လည်းဖြစ်လာပြီနိုင်ငံခြားလည်းသွားပြီးတော့ soft ပြရမယ်ဆိုတော့ဘာတွေထပ်ပြီးတော့ပြင်ဆင်ထားမို့လို့မယ်လို့ထင်လဲကျွန်တော်နည်းနည်းလိုနေသေးတယ်အမားလေးတွေကိုထပ်ပြီးတော့ပြင်ဆင်လိုက်ရင်တော့ international မှာလည်းကျွန်တော်တို့အများကြီးလုပ်ပြနိုင်မယ်လို့ယုံကြည်ပါတယ်โอเคပါဟုတ်ဒါဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ပေါ့နော်အပင်းနေရအခုလိုမျိုးလုံးဝကိုဒီအကျိတ်နဲ့အပင်းနဲ့ပြည်သက်ကြီးအတွက်လည်းတယောက်ချင်းစီကအပေးဖို့အတွက်ပေါ့နော်နောက်ထပ်စကားလေးပြောပြပါအောင်တယောက်ချင်းစီလေးအကုန်လုံးကိုပြောပြပါအောင်ကျွန်တော်တို့အခုချိန်ထိစောင့်ပြီးအားပေးနေတဲ့ပြည်သက်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုဒီအားပေးနေတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီတက်ပို့ပြီးတော့လောက်နေအောင်လည်းစူးစမ်းသွားပါမယ်လို့ပြောတယ်ကျွန်တော်တို့အားပေးတဲ့လူတွေရောအားမပေးတဲ့လူတွေရောကျေးဇူးအများကြီးတင်ပါတယ်ဒီချိန်ထိကျွန်တော်တို့ဒုက္ခခံပြီးတော့လာအားပေးတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုလာဆဲခဲ့တဲ့လူတွေရောလာပြီးတော့အားပေးစကားပြောခဲ့တဲ့လူတွေရောအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဓိကကျေးဇူးတင်နေတာကတော့ကျွန်တော်မိဘတွေပေါ့အမေနဲ့ဖေနဲ့တကယ်
တင်ပါတယ်ကျွန်တော်ကျောင်းတစ်နှစ်နားဝင်ပေးပြီးတော့စူးစမ်းဝင်ပေးရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ online နဲ့ရော offline မှာရောလာအားပေးလူတွေလည်းအကုန်လုံးကျေးဇူးတင်တယ်ပေါ့နောက်ဆုံးအချိန်ထိပေါ့ကျွန်တော်ရခဲ့တဲ့အချိန်ထိအားပေးနေလူတွေအကုန်လုံးကျေးဇူးပါတယ်နောက်လည်းအားပေးပါဦး အခုလိုမျိုးဖြေချပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ထပ်ပြီးတော့ congratulation လို့ထပ်ပြောပြရစေရှင် ဟုတ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီ YG player ရောပရိသတ်ကြီးတွေရောစောင့်မျှော်နေတဲ့အချိန်ဖြစ်တယ်ဒါဘာအချိန်ဖြစ်မလဲရန်ကုန် Galactico Champion ဆုကြီးကိုချီးမြှင့်လို့ရပါပြီရှင်ရန်ကုန် Galactico ရန်ကုန်